မင်္ဂလာပါဒီနေ့မှာတော့အရင်ကတမ်းမြောက်ထားတဲ့အရေးချင်းတစ်ခုအကြောင်းအရာတစ်ခုကိုမမေ့အောင်လို့ပြန်ပြီးတော့မှလေ့ကျင့်တယ်ပို့ပြီးကျွမ်းကျင်လာအောင်လေ့ကျင့်တယ်ဆိုလို့ရှိရင်ဖော်ပြလို့ရတဲ့စကားလုံးလေးကိုလေ့လာကြရအောင်သူကတော့ brush up on ဖြစ်ပါတယ်သူကို link လုပ်ပြီးဆိုမယ်ဆိုလို့ရှိရင် brush up on ဖြစ်ပါတယ် I need to brush up on my English before the examစာမေးပွဲမတိုင်ခင်အင်္ဂလိပ်စာကိုပြန်လေ့ကျင့်ဖို့လိုတယ် She brushed up on her driving skills before the test ရင်မောင်းလိုင်စင်မဖြေခင်မှာသူ့ရဲ့ရင်မောင်းတာပိုပြီးကျွမ်းကျင်အောင်လို့သူမှလေ့ကျင့်နေတယ် Let's brush up on our presentation before tomorrow's meeting မနက်ဖြန်အစည်းအဝေးမတိုင်ခင်မှာငါတို့ရဲ့ presentation ကိုပြန်ပြီးတော့လေ့ကျင့်ကြရအောင် I need to brush up on my cooking skills before the family dinnerမိသားစုဆုံပြီးတော့ညစာစားပွဲမတိုင်ခင်မှာချက်ပြုတ်တာပြန်ပြီးတော့မှလေ့ကျင့်ဖို့လိုနေပြီ We should brush up on our computer skills for the new job အလုပ်သစ်မလျှောက်ခင်မှာကွန်ပျူတာသုံးတာကျွမ်းကျင်အောင်လို့ပြန်ပြီးလေ့ကျင့်ဖို့လိုတယ်တပ်ပြီးသားအရာတစ်ခုကိုမမေ့အောင်ပြန်ပြီးတော့မှနှွေးတာပိုပြီးတိုးတက်အောင်ပြန်လေ့ကျင့်တာဆိုလို့ရှိရင် brush up on ဆိုတဲ့စကားလုံးလေးကိုသုံးလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ် bye bye